လူနာတွေကိုအရှင်လက်လက်ခွဲစိတ်ခဲ့တယ်ဆိုတဲ့ကျင်းစာတဲ့ဆေးရုံပြက်ကြီးအကြောင်းပရိသတ်များအားလုံးမင်္ဂလာပါရှင်အမလိုင်းမြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျပန်နိုင်ငံကဖူဂျီဂျို Highland ကစားကွင်းမှာရှိတဲ့ Labyrinth Fear ကကမ္ဘာအရှေ့လျားဆုံးနဲ့အထောက်ကြားဆုံးတရေအိမ်တွေကတခုအဖြစ်နာမည်ကြီးပါတယ်ဒီတရေအိမ်ရဲ့နောက်ခံဇလန်ဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့ GQ အထွေထွေယောဂကုဆေးရုံကြီးကနေစတင်ခဲ့ရဖြစ်ပါတယ်တမိုင်းเจ้าနေအရာဒီဆေးရုံဟာဖူဂျီတောင်ကြီးမှာတည်ရှိပြီးတော့ခင်မီစက်ကရိယာတွေနဲ့ကျွမ်းကျင်တဲ့ဆရာဝန်တွေအများအပြားရှိတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အောင်မြင်မှုတွေရဲ့နောက်ကွယ်မှာဆေးရုံအုပ်ကြီးနဲ့ဆရာဝန်အချို့ဟာလူနာတွေကိုကုသဖို့ထက်သူတို့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုတရားမဝင်ထုတ်ယူရောင်းချဖို့လျှို့ဝှက်စီမံကိန်းတွေချမှတ်ခဲ့ကြတယ်လို့ဆိုပါတယ်။ဆေးရုံဟာကုသရေးထက်လူသက်ကွင်းတစ်ခုအဖြစ်တဖြည်းဖြည်းပြောင်းလဲလာခဲ့တာပါ။ဆေးရုံအတွင်းမှာလူနာတွေကိုမေးစေးမပေးဘဲခွဲစိတ်တာတွေအရှင်လက်လက်အင်္ဂါအစိတ်အပိုင်းထုတ်ယူတာမျိုးတွေလိုမျိုးလူမဆန်တဲ့စမ်းသပ်မှုတွေကိုဆယ်စုနှစ်တခုနီးပါးကြာအောင်ပြုလုပ်ခဲ့ကြပါတယ်။သေဆုံးသွားတဲ့လူနာတွေရဲ့ရုပ်အလောင်းတွေကိုလည်းစနစ်တကျအကြိုခြင်းမရှိပဲဆေးရုံရဲ့မြေရောက်ခန်းတွေကအေယာမတစ်တာကြီးတွေထဲမှာစုပုံစွပစ်ထားခဲ့ကြပါတယ်။ဒီလိုလူသားမဆန်တဲ့လုပ်ရက်တွေကြောင့်သေဆုံးခဲ့ရတဲ့လူတွေကလည်းတောင်ပုံရာပုံလိုဖြစ်လာတာကြောင့်ဆေးရုံတစ်ခုလုံးဟာအညိုတေးတွေနဲ့ဝိညာဉ်တွေရဲ့ကျိန်စာတင်ရာနေရာဖြစ်လာခဲ့ပြီးတော့နောက်ဆုံးမှာတော့ဆရာဝန်တွေနဲ့သူနာပြုတွေပါထူးဆန်းစွာနဲ့သေဆုံးကုန်တာကြောင့်ဆေးရုံကြီးကိုပိတ်ပစ်လိုက်ရပါတယ်။ဆေးရုံကိုဆွန့်ပစ်လိုက်ပြီးနောက်မှာတော့အဲ့ဒီနေရာမှာသေဆုံးခဲ့ရတဲ့လူနာတွေရဲ့ဝိညာဉ်တွေဟာဆေးရုံပြက်ကြီးထဲမှာပိတ်မိနေခဲ့ကြပါတယ်။နေကန်တွေရဲ့ပြောဆိုချက်အရတော့အဲ့ဒီဝိညာဉ်တွေကသူတို့ရဲ့ပျောက်ဆုံးသွားတဲ့ကိုယ်အင်္ဂါတွေကိုပြန်လည်ရရှိဖို့အတွက်ဆေးရုံတွေကိုဝင်လာသမျှလူသားတိုင်းကိုလိုက်လံတိုက်ခိုက်ကြတယ်လို့ဆိုပါတယ်။အထူးသဖြင့်တော့ဆေးရုံအုပ်ကြီးရဲ့ဝိညာဉ်ကအခုတတိဆေးရုံရဲ့အမောင်ဆုံးအခန်းထဲမှာရှိနေစေဖြစ်ပြီးတော့အသက်ရောက်လာတဲ့လူနာတွေဧည့်သည်တွေကိုခွဲစိတ်ကရင်ပေါ်တင်ဖို့စောင့်ဆိုင်နေရလို့ဖော်ပြထားပါတယ်။လက်ရှိဖူဂျီဂျူတရေအိမ်ရဲ့တိဆောက်ပုံဟာအဲ့ဒီဆေးရုံပြက်ကြီးကိုတပုံစံနဲ့ပြန်လည်ပုံဖော်ထားတာဖြစ်ပြီးအခန်းပေါင်းများစွာနဲ့ရှေးလျားလှတဲ့ဇင်းကြံလမ်းတွေပါဝင်ပါတယ်။အထဲမှာရှိတဲ့ပစ္စည်းကိရိယာတွေကလည်းဆေးရုံသုံးပစ္စည်းအစစ်အမှန်တွေဖြစ်တယ်လို့ခွဲစိတ်ခန်းတွေရုပ်အလောင်းတူလောင်ခန်းတွေနဲ့သူနာပြုနားနေဆောင်တွေကိုလည်းအတိတ်ကအဖြစ်အပျက်တွေတိုင်းပြင်ဆင်ထားတာပါ။အထဲမှာရှိတဲ့တရေတွေကလည်းအဖြူရောင်ဝတ်စုံတွေဝတ်ထားတဲ့ဆရာဝန်လိုပုံစံတွေနဲ့ပတ်တီးတွေပတ်ထားတဲ့လူနာဟောင်းတွေရဲ့ပုံစံအတိုင်းနေရာအနှံ့မှာရှိနေကြပါတယ်။ဒီတရေအိမ်ရဲ့ထူးခြားချက်ကတော့ကြိုတင်သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းသွားရတာမျိုးမဟုတ်ဘဲလာရောက်လဲပတ်တဲ့သူတွေကကိုယ့်ဘာသာလမ်းရှာပြီးတော့ထွက်ရတာဖြစ်ပါတယ်။ဇလန်းအရာဧည့်သည်တွေဟာဆေးရုံထဲမှာပိတ်မိနေတဲ့လူနာအသစ်တွေအဖြစ်တတ်မှတ်ခံရပြီးတော့ဆေးရုံရဲ့အမောင်တူကြားမှာလမ်းပြောင်းနေတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးထားတာမျိုးပါအနံ့အသက်ကစားဆေးရုံရဲ့ပိုးသက်ဆေးနန်းတွေနဲ့ပို့စော်နန်းနဲ့အနံ့တွေကိုသုံးထားတာကြောင့်ဒီတရေအိမ်က GQ အထွေထွေယောဂကုဆေးရုံကြီးလို့တောင်ပြောလို့ရပါတယ်နောက်ဆုံးအနေနဲ့ဒီတရေအိမ်ရဲ့အတိတ်ဇလန်းဟာဂျပန်နိုင်ငံရဲ့မြို့ပြဒန်နာရီတွေထဲမှာအအောင်မြင်ဆုံးဒန်နာရီတစ်ခုဖြစ်ခဲ့ပြီးတော့အပြင်လောကမှာလည်းဒီဆေးရုံကတကယ်ရှိခဲ့တယ်လို့ယုံကြည်သူတွေရှိပါတယ်။ဖူဂျီဂျူအုပ်ချုပ်ရေးအဖွဲ့ကတော့ဒါကဖျော်ဖြေရေးအတွက်ဖန်တီးထားတဲ့ဇလန်းတစ်ခုသာဖြစ်တယ်လို့ဆိုထားပေမဲ့ကျင်းစာသိဆေးရုံကြီးရဲ့သမိုင်းကြောင်းဟာဒီနေ့ထိပရိသတ်တွေကြားမှာအချောက်ချားဆုံးအကြောင်းအရာတစ်ခုအဖြစ်တည်ရှိနေဆဲဖြစ်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။